အားလုံးပဲမင်္ဂလာပါဘာမင်းကိုကင်းကနေကြိုဆိုပါရစေဒီတစ်ခါကျွန်တော်ရှင်းပြပေးသွားမှာတော့ထူးထူးဆန်းဆန်းထဲကတစ်မျိုးဖြစ်တဲ့ဗျာကျော်ချက်ဟင်းလေးဖြစ်ပါတယ်ဒီဟင်းလေးကတော့ကျွန်တော်အမေကျွန်တော်ကိုကြောင်းတက်အောင်ကအမြဲတမ်းလို့ရှက်ပြီးတော့ထမင်းချိုင်ထည့်ပေးတဲ့ဟင်းလေးပဲဖြစ်ပါတယ်ကျွန်တော်လည်းဒီဟင်းလေးကြိုက်ရတဲ့အမြဲတလို့ရှက်ခိုင်းပါတယ်ဒါကတော့ပါဝင်ပစ္စည်းတွေပဲဖြစ်ပါတယ်ဘယ်လိုရှက်ရလဲဆိုတာကိုသိကျင်နေဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုစုံအောင်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါစီဗျာပထမဆုံးအနေနဲ့စီပူဆိုတာနဲ့ထောင်းထားတဲ့စက်သွန်ဖြူနေတွေကိုကျွန်တော်တို့စစ်သက်ပေးရပါမယ်။စီသက်တဲ့အခါမှာလည်းစက်သွန်ဖြူနေတွေကြက်အောင်လို့ကျွန်တော်တို့တေချာလေးမှုပေးရပါမယ်။ပြီးတော့ရင်တော့ကျွန်တော်တို့ရောင်တင်မုတ်တွေထည့်ပါမယ်။အလိုမှုပေးခြင်းအပြင်ကျွန်တော်တို့တွေစက်သွန်ဖြူနေတွေကြက်မြန်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့အနံ့ရတာလေးကိုရမှာပဲဖြစ်ပါတယ်။ပြီးတော့ရင်တော့ကျွန်တော်တို့စင်းနေလိရတဲ့ခင်းရည်သီးတွေကိုထည့်ပေးပါမယ်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့တွေခင်းရည်သီးကျက်သွားအောင်လို့ကျွန်တော်တို့တွေမှုပေးရပါမယ်မှုတဲ့ခါမှာလည်းကျွန်တော်တို့တွေရေမထည့်ပဲနဲ့ဒီတိုင်းပဲမှုမယ်ပေါက်မယ်အမြဲတစေမရက်မနာလုပ်ပေးရပါမယ်အဲ့လိုလုပ်ပေးခြင်းအပြင်ကျွန်တော်တို့တွေရတာရှိတဲ့အနှစ်လေးကိုရရှိမှာပဲဖြစ်ပါတယ်ပြီးတော့ရင်တော့ရတာမဟုတ်တွေထည့်ပါမယ်ဒီဟင်းလေးကိုစားရင်လို့ဆိုပြီးတော့ကျွန်တော်ဆိုင်ရနေပြီးတော့ဝယ်ပြီးရှက်လိုက်ပါတယ်ဘာဖြစ်ဆိုလဲဆိုတော့ကျွန်တော်မစားရတာ၄နှစ်ကျော်၅နှစ်နီးပါးရှိပြီပဲဖြစ်ပါတယ်အားကြောင့်ကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်ရဲ့မိတ်ဆွေတွေလည်းရှက်စားရအောင်လို့ကျွန်တော်ရှက်နီးလေးကိုတင်ပြပေးခြင်းပဲဖြစ်ပါတယ်ပြီးတော့ရင်တော့ကျွန်တော်တို့သေချာလေးမှုပေးရပါမယ်မှုပြီးတော့ရင်တော့ကျွန်တော်တို့တွေအစင်းလေးလိရတဲ့ဗျာကျော်လေးတွေကိုထည့်ပေးရပါမယ်ထည့်ပြီးတော့ရင်တော့ကျွန်တော်တို့တွေသေချာလေးမှုပေးလိုက်ပါမယ်ခုဆိုရင်တော့နိုင်ရတာလေးကတော့တော်တော်လေးကိုမှုကြိုင်နေပါပြီအဲ့တော့ကျွန်တော်တို့ရေနည်းနည်းထည့်ပြီးတော့ခဏတော့ကျွန်တော်တို့အုပ်ထားလိုက်ပါမယ်ခဏကြာမှဖွင့်ကြည့်လိုက်ရင်တော့ဖြစ်ကျွန်တော်စားကျင်နေတဲ့ဗျာကျော်ရှက်လေးကိုရယူပဲဖြစ်ပါတယ်ဒီရင်လေးကိုဘယ်လိုရှက်ရလဲဘာပစ္စည်းတွေပါအောင်လဲဆိုတာကိုကျွန်တော်တငယ်ချင်းတွေကျွန်တော်မိတ်ဆွေတွေလည်းသိပဲဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်မိတ်ဆွေတွေစားကျင်နေဆိုရင်တော့အိမ်မှာအလွယ်တကူရှက်စားလို့ရအောင်ကျွန်တော်ရဲ့ရှက်နေလေးတိုင်းရှက်ပြီးတော့ရှက်စားလိုက်ပါလို့ကျွန်တော်ကြံပြုချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစောအောင်ကြည့်ပေးတဲ့တယောက်ရှင်းတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်လည်းတစ်တင်းမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစိတ်ဝင်စားရဆိုရင်တော့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်အဲဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်အောင်ဗျာအားလုံးပဲ bye bye